ချက်ကုန်းမောင်ကိုဘလို့ချက်အမှန်မသိဖြစ်နေတဲ့သူတွေအတွက်လွယ်ကူရွှေ့ရှင်းပြီးတော့စားလို့လည်းရန်ကောင်းတဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးရေပြောင်ဆေးထားတဲ့ချက်ပေါင်သားလေးတွေကိုကက်ကြီးလေးနဲ့ကိုက်ပြီးတော့အယိုးထုတ်ထားပေးလိုက်ပါမယ်။ချက်သားကြော်တဲ့အခါကျရင်ရေတွေအများကြီးထွက်လာမှာမို့လို့တီရှူးလေးနဲ့ရေသေးချာလေးခြောက်သွားအောင်လို့မဖြစ်မနေတုပ်ထားပေးရပါမယ်။ပြီးရင်တော့ချက်သားလေးတွေကိုကြော်တဲ့အခါအဆင်ပြေအောင်လို့လက်မလောက်စိုက်ကလေးတွေလှီထားပေးလိုက်ပါ။အသားလေးတွေလှီထားပေးပြီးသွားပြီဆိုရင်တော့စားတစွန်းလောက်ထပ်ထည့်ပေးပြီးလက်အိတ်လေးဆွပြီးတော့တေချာလေးနေထားပေးလိုက်ပါမယ်။နောက်ထပ်ပြောင်းမှုကုံမုံနှစ်စွန်းထပ်ထည့်ပေးပြီးသွားရင်တော့နှံသွားအောင်လို့တေချာလေးနေထားပေးလိုက်ပါမယ်။ပြီးရင်တော့ကြော်တဲ့အခါမကက်အောင်လို့အပေါ်ကနေစီလေးဖြန်းထားပေးလိုက်ပါ။နောက်ထပ်ကြက်သွန်ဖြူလေးတွေကိုလည်းအပြားလေးဖြစ်အောင်လှီထားပေးလိုက်ပါမယ်။ပြီးရင်တော့ဂျင်းလေးတွေကိုလည်းအတုံးလေးဖြစ်အောင်လှီထားပေးလိုက်ပါ။ပြီးရင်တော့ကြော်တဲ့အခါတစ်ခါတည်းထည့်ကြော်လို့ရအောင်လို့ခုနနေထားတဲ့အသားပေါ်ကိုတင်ထားပေးလိုက်ပါမယ်။နောက်ထပ်ကြော်တဲ့အခါကျရင်မွေးသွားအောင်လို့ကြက်သွန်မိတ်လေးတွေကိုလည်းလှီထားပေးလိုက်ပါ။ပြီးရင်တော့မြေပဲဆန်လေးတွေကိုလည်းပြင်ဆင်ထားပေးပြီးတော့ငရုတ်သီးလေးတွေကိုလည်းကိုစားနိုင်သလောက်ကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါနောက်ထပ်ဆော့ဆက်ဖို့အတွက်ပကံလုံးထဲမှာတကြားနှစ်စွန်းထပ်ထည့်ပေးပြီးသွားရင်တော့ဗနီဂါ3စွန်းကိုလည်းထပ်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့ပဲငက်ပြရဲ့အကြီးနှစ်စွန်းကိုလည်းထည့်ထားပေးလိုက်ပါနောက်ထပ်အယောင်လာသွားအောင်လို့ပဲငက်ပြရဲ့အနောက်တစ်စွန်းထည့်ပေးပြီးသွားရင်တော့စားတစ်စွန်းနဲ့ကြက်သားမုံနှစ်စွန်းကိုလည်းထပ်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းမုံအဖြူကိုလည်းနည်းနည်းလေးပဲထည့်ထားပေးလိုက်ပါမယ်နောက်ထပ်ပြောင်းကုန်မုံတစ်စွန်းနဲ့ရေ20ဂရမ်လောက်ထည့်ပေးပြီးသွားရင်တော့စွန်းလေးနဲ့နှံ့သွားအောင်လို့တေချာလေးမွေထားပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီနေ့ချက်ဖို့အတွက်အသုံးပြုရမယ့်ပါဝင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲအိုးထဲမှာစီထည့်ပေးပြီးတော့မြေပဲလေးတွေကိုမီအေးလေးနဲ့ပဲခဏလောက်ကြော်ပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ဆယ်ထားပေးပြီးတော့အေးခဏထားပေးလိုက်ပါပြီးရင်တော့ခွာကြောက်စီလေးတွေကိုအိုးထဲမှာထည့်ပေးပြီးမီးရမ်းပြီးရင်ခါသွားမှာဆိုလို့မီးအေးလေးနဲ့ပဲအနံ့မွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်သီးကြောက်လေးတွေကိုမီးအေးလေးနဲ့ပဲအယောင်နှဲငယ်လောက်ပြောင်းလာတဲ့အထိကြော်ထားပေးလိုက်ပါရသွားပြီဆိုရင်တော့ငရုတ်သီးလေးတွေကိုဆယ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ခုနအိုးထဲမှာပဲစီပူအောင်ထပ်ထည့်ပေးပြီးကြက်သားလေးတွေကိုတစွန်းချင်းစီထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်9မိနစ်လောက်ကြော်ပေးပြီးသွားရင်တော့ခုနဖြော်ထားတဲ့ sauce လေးကိုနှံသွားအောင်တေချာလေးမွေပေးပြီးကြက်သားထဲမှာလောင်းထည့်ထားပေးလိုက်ပါပြီးရင်တော့နှံသွားအောင်တေချာလေးမွေထားပေးလိုက်ပါမယ်နောက်ထပ်ခုနကြော်ထားတဲ့မြေပဲဆန်လေးတွေနဲ့ငရုတ်သီးကြောက်လေးတွေထည့်ပေးပြီးသွားရင်တော့ကြက်သွန်မိတ်လေးထပ်ထည့်ပေးပြီးနှံသွားအောင်တေချာလေးမွေထားပေးလိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုးလောရလွယ်ကူပြီးတော့စားလို့လည်းရမ်းကောင်းတဲ့ကြက်သားကုန်းမောင်လေးကိုရပါပြီနော်ဒီချက်နီးလေးကချက်ရအနဲ့တန်အောင်အရင်ပဲစားလို့ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်